မင်္ဂလာပါရှင်ဒီနေ့တော့ကလေးတွေညနေစာပဇွန်တံပူရာလေးကြော်ပြပါတယ်ရှင်ပဇွန်အမီလေးတွေခြံပြီးတော့ခွန်ခွာထားလိုက်ပါတယ်စားနဲ့ငွေကောင်းမုတ်လေးထည့်ပြီးတော့နေလိုက်ပါတယ်ပြီးရင်တော့ပဇွန်ခုလိုမျိုးပလက်လန်ပြီးတော့တစောင်းလေးတွေလီးပြီးတော့သူ့ကိုဆန့်ထားလိုက်ပါတယ်ရှင်ကဲခုဆိုရင်တော့ပဇွန်လေးလောက်တာပြီးသွားပါပြီတံပူရာအကျော်မုတ်ပါဒါကတော့တံပူရာအကျော်မုတ်ကိုရေလေးနဲ့ကြဲကြဲလေးဖြောထားလိုက်ပါတယ်ညီနေလေးဆိုရပါပြီရှင့်ပြီးရင်တော့စီဘူးလေးထဲမှာမွေတဲ့ချင်းလုံးလေးနဲ့ပဲခါပြီးတော့ထန်ကာစုလေးတွေကြော်ထားလိုက်ပါတယ်ပြီးရင်သူ့ဆဲထုတ်ထားလိုက်ပါတယ်ရှင်ပြီးရင်တော့ပဇွန်ကိုအမုံနဲ့ကတ်မယ်ပြီးရင်ခုနကဖြောထားတဲ့အရည်လေးနဲ့နှစ်မယ်ပြီးရချင်ကြတော့ထန်ကာစုလေးနဲ့ကတ်ပြီးတော့စီဘူးလေးထဲမှာ deep fry လေးကြော်လိုက်ပါတယ်ရှင်အဲ့လိုမျိုးပဲတစ်ခုချင်းစီအမုံနဲ့ကတ်မုံနဲ့ပြန်ကတ်ထန်ကာစုလေးနဲ့ကတ်ပြီးတော့တစ်ခုချင်းစီကြော်သွားလိုက်ပါတယ်ကဲခုဆိုရင်တော့ပဇွန်တံပူရာကြော်လေးရသွားပါပြီကျွတ်ရွရွမမွားလေးအရန်ကိုစားကောင်းတော့ပဇွန်တံပူရာကြော်လေးဖြစ်ပါတယ်ချစ်တို့လည်းကြိုက်တယ်ဆိုလို့စားကြကြည့်နော်ကျေးဇူးအများကြီးတင်ပါတယ်